ရောက်ရှိနေတဲ့ဆိုင်ကတော့ကျွန်တော်တို့ဦးလေးမန္တလေးထမ်းကြီးရှိပေါ့နော်ဆိုင်လိပ်စာလေးကတော့ကျွန်တော်တို့ရက်ွက်ကြီး6ပေါ့နော်အားထားကနေကြောင်းပြီးပေါ့နော်ချယ်ရီလမ်းပေါ်ပေါ့နော်ဦးလေးကြီးမန္တလေးထမ်းကြီးရှိကိုရိုက်ပြထားတာပါလို့ဆိုင်လိပ်စာလေးကတော့ကျွန်တော်တို့ရက်ွက်ကြီး6ချယ်ရီလမ်းပေါ်အားထားကနေကြောင်းပြီးမှာရောင်းချပေးနေတာဖြစ်ပါတယ်ဒီရှိကြက်ဝက်ပုံမှန်တစ်ပွဲကို9000ကျပ်ပြင်သာရောင်းချပါတယ်ဆိုင်လိပ်စာလေးကတော့ကျွန်တော်တို့ချယ်ရီလမ်းပေါ်ပေါ့နော်အထက်ကနေကြောင်းပေးရက်ွက်ကြီး6ပေါ့နော်မင်္ဂလာပွဲအော်ရာများတို့လည်းအော်ရာလုပ်ပြပါတယ်လူကြီးမန္တလေးထမ်းကြီးရှိပေါ့နော်စားကောင်းလို့ညဝေးပေးတာပါလူကြီးမန္တလေးထမ်းကြီးရှိစားကောင်းလို့ညဝေးပေးတာပါလို့ဆိုင်လေးဆိုင်လေးကတော့ကျွန်တော်တို့ချယ်ရီလမ်းပေါ်ပေါ့နော်ရက်ွက်ကြီးကြောင်းအထက်ကနေကြောင်းပေးကျွန်တော်တို့မျိုးလေးမျိုးဖြစ်ပါတယ်ပေါ့နော်ကဲမိတ်ဆွေများကျွန်တော်ရဲ့တက်ဆက်မှုကိုမှာပဲရန်လာပြ